ပါဗျာတော့ကြောင်းဒီနေ့ရောက်နေပြီအကြောင်းအရာလေးဗျာဒီတခြားဖြက်ဆိုတဲ့ကိစ္စဒီကောင်းစဉ်လေးတွေအားလုံးကိုအတေအချာလေးဗျာဘာနာနာခွဲခွဲပြပြလေးသိအောင်မြောက်ပြင်နေဗျာဆိုဘယ်လိုဖြစ်နေလဲဆိုတော့ဗျာအခုကတခြားဖြက်ပေါ့နော်ဒီစကားကအရင်လဲ trend ဖြစ်တယ်အရင်လဲဖြစ်စားတယ်ပေါ့ဗျာပြောချင်တဲ့စကားရဲ့အတိတ်အနှစ်ကိုကြည့်ရတယ်နည်းနည်းတော့တယောက်နဲ့ကြားမှာအငင်းပွားတယ်ပေါ့ဗျာအငင်းခုံနေလောက်ရတာများတယ်ဗျာအချို့ဆိုရင်တမင်းဖြက်ရှော့စားတမင်းတွေမစားနဲ့တွန်းပြောကြတဲ့အခါကျတော့ဗျာတယောက်နဲ့တယောက်ကြားမှာလည်းနားလည်မှုလွဲတယ်ဗျာအမြင်တွေဆောင်းကုန်ကြတယ်ပေါ့ဗျာပြောရင်ဒါတွေလည်းဖြစ်တယ်ဗျာတမင်းချီကနေကြည့်တာလည်းတိုင်းပြီဗျာတမင်းဖြက်လို့ပြောတဲ့အခါဘယ်မှမကြိုက်ဘူးဗျာဒီစားအဲ့တော့ root cause လို့ခေါ်မှာပေါ့ဗျာပြောရင်အဲ့ဒီအကြောင်းအရာအခြေခံလေးနဲ့ဆိုလိုတဲ့စကားကိုယနေ့အားလုံးချက်ကတိတိကျကျအားလုံးဗျာကင်းရှင်းနားလေတော့ဒီချာလေးရှင်းပြဟုတ်ပြီလားကြည့်ပြဒီမှာလူခန္ဓာကိုယ်မှာစားသုံးလိုက်တဲ့အရာကိုပြောရလူတွေနားလဲတာကတော့ဗျာတကြားဖြက်လို့ပြောရင်တကြားထုတ်တယ်ပေါ့ဗျာတရားထုတ်နေပေါ့ဗျာဒါတွေပြင်းနေတယ်ဗျာဘယ်သူကတကြားတွေထိုင်ပြီးအဲ့လိုစားနေတာရှိလို့ဟုတ်တကြားဖြက်ဆိုတဲ့စကားရဲ့အဓိပ္ပာယ်အသေးချာနားလည်အောင်ရှင်းပြမယ်ကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့စကားလုံးအသေးချာနားလည်ဖို့လိုတယ်ဒါတော့ကြာခဏအမြဲတမ်းချိန်မဲ့များဆိုရှင်းပြဘူးလေအစားထဲမှာ၃မျိုးပါတယ်အတောင်ထဲမှာ၃မျိုးပါတယ်ဒါအားလုံးပေါ့ရင်ကာဘိုဟိုက်ဒရိတ်လို့ခေါ်တယ်ကာဘိုဟိုက်ဒရိတ်ကိုစားသုံးလိုက်တဲ့အခါခန္ဓာကိုယ်လေးကိုရောက်ရင်သူ့ထဲမှာအချိုတက်လာဖြစ်တယ်ဒီဆိုကြိုက်တာစားဂျားတွေတောက်ချပြီးဂျားတွေစားနေမှာတရားဖြစ်တာမဟုတ်ဘူးအချိုဖြစ်တာမဟုတ်ဘူးတွေးထဲမှာကာဘိုဟိုက်ဒရိတ်အခြေခံအုပ်စုတွေကိုခါပြီးစားရင်အထဲမှာအချိန်တန်ရင်အချိုဖြစ်လာမယ်အချိုတက်လာမယ်ဒီအချိုတွေကိုလူခန္ဓာကိုယ်ကစွမ်းရည်အဖြစ်နဲ့သုံးမယ်ရှိတိရှိလိုက်တဲ့ပမာဏထက်ပိုတဲ့အရာတွေကိုအတဲမှာတိမ့်မယ်ထုံးတဲ့တိုင်းပဲပြောတဲ့ကြွသားတွေပါဆိုတော့တိမ့်မယ် as a glycogen အနေနဲ့ဒါအမြဲတမ်းပဲရှင်းပြတယ်အားတော့ကြလည်းရှင်းပြတယ်တော်တော်များများလည်းနားလည်ကြပါတယ်ဒီကိစ္စပြီးတော့တကြားဖြတ်ဆိုတဲ့စကားထက်အချိုရှော့ဆိုတဲ့စကားကပို့ပြီးတော့အတိတ်ပဲရှိတာပေါ့ဗျာပြောရမယ်ဆိုတော့အဲ့တော့အချိုတွေခန္ဓာကိုယ်ကိုဝင်တဲ့အခါမှာဒီ carb အုပ်စုပေါ့ carb base ကအချိုလာတယ်တခြားတစ်ဖက်မှာလည်းရှိတယ်အမြဲတမ်းပြောရအောင်ကြောက်က CX ရဲ့ protein ဒီ၃မျိုးပဲနားလေတဲ့ခန္ဓာကိုယ်ကစားလိုက်ရင်အဲ့တော့ကာဘိုမာကအချိုဖြစ်စေတယ်အဆီနဲ့ protein ကအချိုကိုမဖြစ်တဲ့လောက်နေတာပဲဒီတော့ insulin ကိုတွားလည်းမစားဘူးခေါ်လည်းမခေါ်ဘူး carb ကတော့မရအောင် carb ကအတင်းကိုတွားခေါ်တာ insulin ကိုမရရအောင်ခေါ်တာမျိုးခဏပြောရတော့ insulin ကလာပြီးမပြန်ဘူးနော်ဒီတိုင်းနေတာရှင်ပါတာပြည့် limit တက်တာဒီတိုင်းလည်းမနေထပ်တိုးတာhyperinsulinemia လို့ခေါ်တဲ့အဲ့ပြဿနာဖြစ်တာ။နောက်အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာခန္ဓာကလိုအပ်တဲ့ metabolic နဲ့ပတ်သက်တဲ့ပြဿနာတွေချိန်တဲ့အခါအဲ့ပြဿနာတွေဖြစ်တာ။ကဲဒီတော့လိုရို့ပြန်သွားမယ်။လိုအပ်တဲ့ပမာဏထက်ပိုတဲ့အချိုတွေတွေးထဲမှာမတက်ရအောင်အချိုဦးစားပေးဖြစ်စေတဲ့အစာတွေကိုစားတာထိချုပ်မယ်တန်တယ်မယ်လို့ဆိုလိုတာဗျ။ဖြတ်ပြရမယ်လို့ဆိုရမှာဟုတ်။စွမ်းရည်အနေနဲ့သူလည်းလိုတာပဲလေဗျာ။စွမ်းရည်ကိုမျက်မှောက်တာထိုင်မှာပေါ့အရင်ကစီးပေါ်မှာထိုင်ခဲ့တဲ့အနှစ်50အတွင်းယနေ့အိမ်တိုင်းမှာအားလုံးစီးရိုယောဂနဲ့ပတ်သက်တဲ့လူနာတွေအကုန်လုံးအပြည့်ဖြစ်သွားတယ်ဒါညာလို့မရဘူးဆိုရင်အတိပဲ2025မှာအားလုံးတွေ့နေရတာဒါကြောင့်ယနေ့ကစီးပေါ်မှာမထိုင်ဘဲနဲ့အစီပေါ်မှာပြောင်းထိုင်ဖို့ပညာရှင်တွေကဖြစ်ခဲ့တဲ့နှစ်50တုန်းက evidence အကုန်လုံးပြပြီးအစီဘက်ကိုရှုခိုင်းတာကစီရဲ့အစီရဲ့ protein ၃မျိုးရှိတယ်အဲ့မှာထိုင်တဲ့ base ကိုအစီဘက်ကိုရွှေ့ပြီးထိုင်ပါလို့ပြောတယ်ကစီကိုလုံးစွန့်ပြရတယ်လို့ဆိုတာမဟုတ်ဘူး short နိုင်တယ်လို့ short ချဖို့ပြောတာရခဲ့တဲ့အတွေ့အကြုံတွေအရာဟုတ်ပြီဒီတော့ဒီအကြောင်းအရာတွေကိုစဉ်းစားရတယ်ဗျအဲ့လိုစဉ်းစားတဲ့အခါကျတော့အပြင်ကလက္ခဏာတရံတွေရှိတယ်ပြီးတော့အတွင်းမှာဖြစ်စီတဲ့အကြောင်းတရားရှိတယ်ဆိုတော့အကြောင်းနဲ့အကျိုးပဲပြောရတော်တော်များများအကျိုးနောက်ကိုပဲလိုက်တာများတယ်အကျိုးကိုပဲကုတယ်ဘာဖြစ်လဲပြောအကျိုးတက်လာလားပြောရဒီလိုလုပ်လိုက်ဒီအချူတွေတက်လာတော့အကြာကြီးကြာမထိနေတော့ဒါထက်ဖြစ်တာကဒါလို့လဲတကယ်တမ်းသူ့ရဲ့အကြောင်းတော်ကိုတွားလိုက်တာကြတော့အမှန်တည်းနဲတယ်ဗျဥပမာဗျပြောပြမယ်မိတ်ဆွေသိလားကြီးမားယောဂဖြစ်တယ်ဗျပြောပြမယ်ဗျအသေးနဲ့ပတ်သက်လို့ကဲဆိုရဖြစ်တယ်ပုံစံမျိုးစုံတွေဖြစ်ကြတယ်ဗျအဲ့တော့အသေးကတော့ main ကြတာကအရက်တော့ဖြစ်နေအဲ့ဒီခုပဲထားလိုက်ကျန်တာခဏဖယ်လိုက်နောက်တစ်ခုအဆုတ်နဲ့ပတ်သက်လို့ပြဿနာကြီးမားဖြစ်တယ်ဆော့ကန်ဆာဖြစ်တယ်ဗျ
ဖြစ်မဲ့သူ့ရဲ့လမ်းကြောင်းတွေအများကြီးဒါပေမဲ့ main တစ်ခုပဲတည်လိုက်ကျွန်တော်ကစလိတ်နဲ့ပဲတည်လိုက်ဖြစ်တယ်တော့ဗျာဖြစ်များတော့